Hello April မျိုးပါဒီနေ့မှာတော့ interview တစ်ခုမှာမဖြစ်မနေကြုံတွေ့ရတဲ့အပိုင်းတစ်ခုဖြစ်တဲ့ Tell me about yourself ဆိုတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့ April sharing လုပ်ပေးသွားချင်ပါတယ်ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ April sharing လုပ်ပေးမသွားခင်ပေါ့နော် April အရင်ဆုံးအကြောင်းအရာတစ်ခုအရင်ပြောပြချင်ပါတယ် April ကကြတော့ဒီလိုမျိုးတရုတ် company တွေမှာအလုပ်လုပ်ခဲ့တာပို့ပြီးတော့များတယ်ပေါ့နော်ဒီနေရာမှာ April တစ်ခုတွေ့ရတာကတရုတ်တထေးတွေကနေပြီးတော့ပေါ့နော်တရုတ်စကားမပြောတတ်တဲ့မြန်မာဝန်ထမ်းတွေကို interview တယ်ဆိုရင်တောင်မှပဲမြန်မာလိုပဲအဲ့ဒီဝန်ထမ်းတွေကို Tell me about yourself ဆိုတဲ့အပိုင်းတွေကိုမေးလေးရှိပါတယ်ဒီနေရာမှာ April တို့ကကြားထဲကနေပြီးတော့ translate လုပ်ပေးရတယ်ပေါ့နော်အမှန်တော့ဒီထေးတွေကပေါ့နော်တို့စီက translate လုပ်လာတဲ့အရာကိုနားထောင်ချင်တာထပ်ပတ်တစ်တစ်ချက်အနေနဲ့ဒီလူတစ်ယောက်ကသူ့ရဲ့အကြောင်းကိုအချိန်ဘယ်လောက်ကြာပြောပြပေးနိုင်လဲမကြောက်မရွံ့ပဲနဲ့ဘယ်လောက်ထိဆွဲဆောင်မှုရှိရှိနဲ့ပြောပြသွားနိုင်လဲဆိုတဲ့အချက်ကိုသူတို့ကပထမဆုံးအနေနဲ့ကြည့်ချင်တာပါပြီးမှ April တို့ဘာသာပြန်ပေးတဲ့အရာကိုကြည့်ပြီးတော့ interview အောင်မအောင်အကဲဖြတ်ကြပါတယ်ဒီလိုမျိုး interview တွေမှာတောင်မှဒီ tell me about yourself ကအရန်အရေးကြီးပါတယ်အဲကြောင့်ကိုကဘယ် company ဘယ်အလုပ်ပဲဖြစ်ဖြစ် interview သွားဖြေတဲ့အခါမျိုးမှာ tell me about yourself ဆိုတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့ကြိုပြီးတော့ပြင်ဆင်သွားဖို့လိုပါတယ်ဒီနေရာမှာ April အကြံပေးလိုတဲ့ formula တစ်ခုက PPF ဆိုတဲ့ formula လေးပါဒီနေရာမှာပါတဲ့ PPF ဆိုတာက present past future ဆိုတဲ့စကားလုံးသုံးလုံးကိုရည်ညွှန်းပါတယ်ပထမဆုံးအနေနဲ့ April စပြီးတော့မိတ်ဆက်တဲ့အခါမှာကိုယ့်ရဲ့လက်ရှိအခြေအနေ present ကနေစပြီးတော့မိတ်ဆက်သင့်ပါတယ်ခုကိုဘာတွေလေ့လာနေတယ်ဘယ်နေရာကိုရောက်နေတယ်ဒီလိုမျိုးကိုယ့်ရဲ့လက်ရှိအခြေအနေကိုစပြီးတော့မိတ်ဆက်ပေးလို့ရပါတယ်ဒုတိယ step 2အနေနဲ့က April ဖတ်ဆိုတဲ့အသိကာလပေါ့နော်ကိုအသိမှာဘာတွေလုပ်ခဲ့လဲဘယ်လိုမျိုး company တွေမှာ internship အနေနဲ့ဆင်းခဲ့တယ်နောက်ပြီးတော့ကိုယ့်ရဲ့ဒီအရင်လုပ်ခဲ့တဲ့အလုပ်တွေရဲ့ experience အကြောင်းတွေကိုလည်းပြောပြပေးလို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာတစ်ခုသတိထားသင့်တဲ့အချက်က April ဒီနေရာမှာကကိုယ့်ရဲ့ life story တစ်ခုလုံးကိုပြောပြခိုင်းနေတာမဟုတ်ပါဘူးဒါက interview ဖြေနေတာဖြစ်တဲ့အတွက်ကြောင့် interview ကိုမဖြေခင်မှာလည်းတခါတည်းကိုယ့်ရဲ့အသိက experience တွေအကြောင်းကိုပြောပြသွားမယ့်အရာလေးတွေကိုတေချာလေးစဉ်းစားသွားပါအောင်းထဲမှာအတွေးလေးတွေစာလေးတွေကိုတေချာလေးစီသွားပါနံပါတ်3အချက်က future ဆိုတဲ့အနာဂတ်အကြောင်းပါအခုကိုလာလျှောက်တဲ့ career ကနေပြီးတော့သစဉ် April တို့အနာဂတ်မှာဘယ်လိုမျိုးအသင်းအဖွဲ့နဲ့အတူတူစ조사ပြီးတော့ဘယ်လိုမျိုးကောင်းမွန်တဲ့အနာဂတ်တွေကိုပုံဖော်သွားမယ်ဒီလိုမျိုးကိုယ့်ရဲ့ idea တွေကိုပြောပြပေးလို့ရပါတယ် April စောစောကပြောခဲ့သလိုပဲကိုယ့်အကြောင်းကိုမိတ်ဆက်တဲ့အခါမျိုးမှာလုံးဝအရေးကြီးပြီးတော့သတိထားရမယ့်အချက်က live story တစ်ခုလုံးကိုမိတ်ဆက်ခိုင်းတာမဟုတ်ပါဘူး interview ဖြေနေတာဖြစ်တဲ့အတွက် April တို့တည်တည်ချာချာလေး April စောစောကပြောခဲ့တဲ့အတိုင်း PPF ဆိုတဲ့ formula လေးကိုအသုံးချပြီးတော့ကိုယ့်ရဲ့လက်ရှိကာလအသိကာလအနာဂတ်အကြောင်းနဲ့ပတ်သက်ပြီးတော့ interview မှာထည့်ပြီးတော့ပြောပြပေးလို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာ April တစ်ခုမှားချင်တာက April က HR လည်းမဟုတ်ပါဘူး April ကိုယ်တိုင်ရှေ့မှာ interview ဖြေခဲ့တဲ့အတွေ့အကြုံလေးတွေ April သုံးခဲ့တဲ့ tip လေးတွေကိုမျှဝေပေးနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်အဲကြောင့်ကိုယ့်ရဲ့ idea တွေကလူတိုင်းအတွက်တော့အဆင်ပြေချင်မှပြေပါလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့ idea တွေကို April ရဲ့ idea နဲ့ပေါင်းစပ်ပြီးတော့ပုံမကောင်းမွန်တဲ့ career တစ်ခုရသွားမယ်လို့ April မျှော်လင့်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာတွေ့ကြပါမယ်ရှင် bye bye